ကာလီတို့အခမ်းအနားမှာရှိနေတဲ့လှဲတောင်းနဲ့ကာလီခေါင်းကိုခွက်ခနဲ့မျိုးရိုက်ခွဲပလိုက်တယ်မင်္ဂလာပါဗျာအေးမင်္ဂလာသူတော်ကောင်းတဲ့သူတို့မှာဘယ်လိုမျိုးပေါ်ပြချမ်းသာလဲဗျာဘလို့ပြလို့အခုမှအဲ့ဒါကြီးသိချင်တာကျွန်တော် HR manager ပြောနေဘူးဗျာဖျားရှိကြရင်တော့သူတော်ကောင်းနောက်ွယ်ကြရင်တော့မပြောချင်တော့ဘူးပဲပြောနေဘူးဗျာအဲ့ဒီအဓိပ္ပာယ်တွေသိချင်လို့ပါဗျာသူတော်ကောင်းတဲ့သူရုံမှာဆိုတာပွဲပြချမ်းသာမှုတွေကတော့ရိုးရိုးရှင်းရှင်းနေပါပဲသူတော်လို့ကိုကောင်းတာလားသူတော်လို့ကိုကောင်းတယ်ဆိုရင်တော့ဒါကသူတော်ကောင်းမဟုတ်ဘူးသူရုံမှာသူတော်တော်မတော်တော်ကိုကောင်းအောင်ကြင်ကြံနေတဲ့သူကသူတော်ကောင်းစစ်ပဲနော်ဥပမာအနေနဲ့ပြောရမှာဆိုရင်ကောရမဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟာဒါဟောကြားရတဲ့ဒေသနာတော်တစ်ခုရှိတယ်နော်အဲ့ဒါဘာလဲဆိုတာဝတိပြည်မှာပေါ့နော်ကာလီလို့ခေါ်တဲ့အစီကံအမျိုးသမီးတူရှိတယ်ပေါ့နော်ဒါအရင်တော့အခေါ်ဆိုတော့ချုံမပြီဒီကာလီဆိုတဲ့အမျိုးသမီးရှိအဲ့အမျိုးသမီးဟာသူ့ရဲ့တထိန်မကြီးကအမြဲတမ်းတာဝတိပြည်မှာသူတော်ကောင်းမကြီးဆိုပြီးတော့ဒီနာမည်အရန်ကြီးတယ်အဲ့လိုကြီးတယ်ပေါ့နော်ကြီးတဲ့အခါမှာကာလီကတနေ့ကျတော့သူကဘလို့စိတ်ကြီးဖြစ်လဲဆိုငါတတိမကတကယ်သူတော်ကောင်းပါနော်ငါတော်လို့မြန်သူကောင်းနေတာလားဘလို့မျိုးသမီးလဲဆိုတော့သူသိကျင်တာလည်းတရက်ကြတော့သူကကာလီကသူလောက်ရမယ့်အလုပ်တွေအားလုံးမလုပ်ဘဲနဲ့အိတ်နေတာပေါ့နော်အိတ်နေတဲ့အခါမှာအဲ့မှာသူအချိန်တန်တော့အလုပ်လုပ်တဲ့အခါမှာတတိမရလာအောင်မေးတာပေါ့နော်ဟဲ့ကာလီဒီနေ့အလုပ်မလုပ်ဘူးလားမလုပ်နေတာလဲအဲ့လိုလည်းမေးတဲ့အခါမှာကာလီပုံလေးမှရပြန်ပြောတယ်ဆောနာဒီအစိတ်ကမျိုးသမီးရပြန်ပြောတယ်အိတ်နေတာလေမမြင်ဘူးလားအဲ့တော့ဟိုကလည်းစိတ်ကအနောက်ရှက်ဖြစ်သွားတယ်ဒါပေမဲ့ဘာတစ်ခေါက်မှတော့မပြောဘူးပြန်လက်ထွက်အဲ့ချိန်မှာကာလီကဘာတွေးလဲဆိုတော့တထိန်မကြီးဟာငါနေမကောင်းဘူးပြောလိုက်တာနဲ့မျက်နှာဖြတ်သွားတယ်ဒါပေမဲ့ဒေါသထွက်တဲ့အမှုကတော့မပြတ်ဘူးဒါပေမဲ့ငါ့ကိုလည်းစုဘူးချိန်မောင်းတာမလုပ်ဘူးဒါပေမဲ့ငါတထိန်မကြီးကောင်းမကောင်းမနှက်ပြန်တရက်စမ်းကြည့်အောင်မယ်လို့တွေးတယ်နောက်တရက်ရောက်တဲ့ခါမှာတထိန်မကြီးကအလုံးလုံးချိန်မှာကာလီကအလုံးမလုပ်တဲ့အတွက်ထုံးစံတိုင်းပဲအစိကန်တိုင်းရောက်လာပြီးတော့မေးတယ်ဟဲ့ကာလီအလုံးမလုပ်လားဘာလုပ်နေတာလဲမေးတော့ကာလီကမနေ့အတိုင်းပဲပြောတယ်ဒါပေမဲ့နည်းနည်းစကားလေးကတော့ကြံသွားတယ်အိတ်နေတာလေမမြင်ဘူးလားအဲ့ချိန်မှာတတိမကြီးကစကားလေးကစထွက်လာဘာထွက်လာလဲကောင်မလူပါဝါအဲ့လိုပြောပြီးပြန်ထွက်သွားအဲ့ချိန်မှာကာလီကအတွေးတစ်ခုထောက်သွားဟာအတတိမကမနေ့ကပုံစံနဲ့ဒီနေ့ပုံစံတော်တော်ပြောင်းလဲလာပြီငါ့ကိုကောင်မတွေပါရောခေါ်လာပြီလူပါဝါတယ်လည်းပြောပါပြီဒါပေမဲ့ကုတိလည်းရောက်တော့မလုပ်သေးဘူးဒါပေမဲ့အတတိမရဲ့စေရင်မှန်တရားကိုငါမနှက်ပြန်တည့်ရထပ်ဆန်းတတ်မယ်ဆိုပြီးကာလီကတွေးလိုက်တယ်ဒါပေမဲ့နောက်တစ်ရက်ကိုရောက်သွားတဲ့အခါမှာဘာဖြစ်လဲဆိုတော့တတိမကြီးကထုံးစံတိုင်းပဲဒီကာလီအလုံးလုံးချက်အချိန်မှာမလာတဲ့အခါမှာလာတယ်စီကံတိုင်းအောင်လာတယ်လာပြီးတော့ထုံးစံတိုင်းမေးတယ်ပေါ့နော်အဲ့ကာလီဒီနေ့ရောအလုံးမလုံးပြန်ဘူးလားဆိုတော့ကာလီကအိတ်နေတာလေဘာလို့ခေါင်းကလာပြောနေတာလဲပြောတဲ့အခါမှာတတိမကြီးကဒေါသတရားထောက်သွားတဲ့အခါမှာအနီးနားမှာရှိနေတဲ့ကာလီတို့အခမ်းအနားမှာရှိနေတဲ့လှဲတောင်းနဲ့ကာလီခေါင်းကိုခွက်ခနဲ့မျိုးရိုက်ခွဲပလိုက်တယ်အဲ့ချိန်မှာကာလီခေါင်းကိုတွေးတွေကဖြားနေကြပြီမျက်နှာပေါ်မှာတွေးတွေအဲ့ချိန်မှာကာလီကဒီလမ်းမကြီးထဲကိုပြေးပြီးတော့မှပြောတယ်ရှင်လေးတွေပြောကြတယ်ကဲကြားကြရလားအရက်ကလေးရှင်လေးတွေပြောတယ်သူတော်ကောင်းမကြီးလေအခုကျမ3ရက်လောက်အလုံးမလုံးတာနဲ့ကျမခေါင်းအောင်ရိုက်ခွဲပလိုက်ပြီဒီမှာတွေးဆက်လက်နဲ့ရှင်တို့မြင်ကြရဲ့လားဒါကသူတော်ကောင်းလားသူရုံးပါလားရှင်တို့ပဲစဉ်းစားဆုံးဖြတ်ကြဆိုပြီးတော့တာဝတိတမျိုးလုံးလိုက်ပေါ်ခဲ့ပြောဆိုတယ်လောက်ဆိုရင်တော့သူတော်ကောင်းနဲ့သူရုံးပါကို
ကွဲပြားခြားနာမယ်လို့မြင်ပါတယ်သူတော်လို့သူကောင်းနေတာကဒါဆိုရင်တော့သူတော်ကောင်းမဟုတ်ပါဘူးသူတော်တော်မကောင်းတော့သူချီးမွမ်းမချီးမွမ်းကိုချင်းတရားကိုကောင်းအောင်ကျင့်ကြံနေထိုင်လို့မလာတာသူတော်ကောင်းအဆင်မပဲဒီလောက်ဆိုတော့လုံလောက်ပြီးချင်းလဲအမြဲတမ်းတမ်းပါပါစေအမြဲတမ်းကြိုးချင်